Hello မင်္ဂလာပါ boss လား leader လားမင်းတို့ကြောက်လို့လှုပ်လှုပ်နေကြတာလားမင်းတို့လေးစားလို့လှုပ်လှုပ်နေကြတာလားပြန်မေးဝန်ထမ်းတွေလည်းကိုယ့်ရဲ့ boss ကိုမြင်အောင်ကြည့် boss လား leader လားကျွန်တော်မျှဝေပေးမယ်ဘယ်လိုခွဲလဲဆိုတော့လीနော်ခွဲပုံခွဲနေနံပါတ်1 boss drive leader coach boss ကအမိန့်မဲ့ပေးတယ်တဲ့ leader ကတော့ညွန်ပြတယ်လမ်းညွန်ပေးပါတယ်ကဲနံပါတ်1ခင်ဗျားတို့ boss ဘယ်နံပါတ်ရပြီလဲဝန်ထမ်းတွေဘယ်နံပါတ်လဲပြီးလို့ရှိရင် boss တွေကိုအမှတ်ပေး3မှတ်ရရင်အောင်ပြီမဟုတ်သေးဘူးလားအဲ့ဆိုခဏတာနံပါတ်2တစ်ချက်ကကြတော့ boss say I leader say we boss ကပြောတယ်ငါအဲ့ဒါဆွဲနေနော် leader ကပြောတယ် we ငါတို့လောက်ရမယ်အေးနော်ဒီစကားလုံးလေးသိကောင်းပါနော်ဒီတော့ leader လား boss လားဘယ်နှမရပြီလဲခင်ဗျားတို့ boss တွေဘယ်နှမရပြီလဲနှမရပြီလားနော် okay နံပါတ်3 the last ကဆိုတော့ boss police villain leader fix problem နဲ့ boss ကအပြစ်တင်နေတဲ့ leader ကပြဿနာကိုဘယ်လိုဖြေရှင်းကြမလဲတိုင်ပင်ဆွေးနွေးအဖြေရှာပါတယ်တဲ့ကြောက်ခင်ဗျားတို့ boss တွေအနေနဲ့ရော3မှတ်ရလား3မှတ်ရတဲ့သူ comment မှာရေးခဲ့ပါဦးအရင်လာပြီးဂုဏ်ပြုချင်လို့ပါဆရာကျွန်တော်ကတော့အမိတ်ပဲပေးနေရမဟုတ်ကျွန်တော်လမ်းညွန်ပေးတယ်ဆရာကျွန်တော်ကတော့အိုင်လို့ခဏခဏမပြောဝီငါတို့စူးစမ်းမယ်လို့ပဲပြောတယ်ဆရာကျွန်တော်ကတော့မပလိမ့်ဘူးဗျာသူတို့လေးတွေကိုတက်အောင်တင်ပေးတယ်ကျွန်တော်ပြဿနာကိုဖြေရှင်းပေးတယ်ဆိုတော့3မှတ်ရနော်တင်းကျော်လာတော့ကြောစဆိုတော့နောက်တစ်ခုကကြတော့ဒီဝန်ထမ်းလေးတွေရောကိုယ့်ရဲ့ boss တွေနာမည်မပေါ်ပဲရေးသွားဆရာကျွန်တော် boss ကတော့ boss ပါပဲเนาะကျွန်တော် boss ကတော့ leader ပါဆရာရဲ့เนาะဒါမျိုးလေးတွေရေးသွားပြီးတော့မျှဝေသွားပေးပါဦးဒီတော့မိတ်ဆွေတို့သိထားဖို့က boss နဲ့ leader နဲ့ဒီခွဲပြပါပါတယ် boss တွေအောက်မှာအလုံးမလုပ်ပါเนาะ leaders တွေအောက်မှာလုပ်ပါလို့ design နဲ့ boss လား leader လားကောင်းစီအောင်ဒီကောင်းချုပ်ပါ